အားလုံးပဲမင်္ဂလာပါမင်းဆန်ခုရောက်နေတာဒါယူနန်ပြည်နယ်အနောက်ဘက်မှာရှိတဲ့ဘောက်ရှမ်းမြို့ပေါ့နော်ဘောက်ရှမ်းမြို့ဆိုတာဒီကွင်းမီနူဘောက်လောက်မဖွင့်မျိုးသေးတော့မျိုးသေးလေးပဲအဲမျိုးသေးလေးထဲမှာဟိုတည့်ရမလားဟိုကလည်းချမ်းချီရှောက်ကောလို့ပါရှိရလေဒါဆိုတော့ तू ကဒီမျိုးပါပဲသူတို့ဒီမျိုးမှာဘာဖြစ်လဲဆိုလို့ရှိရင်ဒီအမဲသားရမ်းပေါ်တယ်အမဲသားကလောက်တော့မှလက်လဲဆိုရှင်ဒါဟိုဘယ်တော့ကဒီအမဲပေါ်ထားတယ်ပြီးတော့ဒီနေ့မနက်4နာရီဆိုတော့အခုလက်ဆက်ဆက်ကြီးကိုရတာကွာအဲ့လိုမျိုးပြီးရင်ဒီအမဲသားတွေကညနေလောက်ကျရင်ကုန်သွားပြီပြီးနောက်ထပ်အစ်စ်ကိုသူအဲ့လိုမျိုးလက်ဆက်ဆက် fresh ကိုတုံးထားပြီးဒီမှာဆိုလို့ရှိရင်အမဲသားအစိမ်းဝယ်ခြင်းလည်းရတယ်အမဲသားပြုတ်ဝယ်ခြင်းလည်းရတယ်အမဲသားအချောက်လှမ်းထားလည်းရှိတယ်အမဲသားအချောက်ကိုမှဟိုလက်ဆောင်ပေးဖို့ပြန်ယူသွားဖို့လည်းရတယ်ပြီးအမဲသားလုံးမှာအမဲသားရဲ့အစီရယ်ပြီးရင်ဂျုံရယ်ကိုလုံးပြီးတော့အမဲသားလုံးလည်းရှိတယ်ပြီးလို့ရှိရင်ဒီဘက်မှာစားခြင်းတစ်ပါးဆိုရင်ဒီအမဲသားပြုတ်တယ်အမဲသားလုံးတွေကိုစားခြင်းလို့ရှိရင်တက်ထပ်မှလို့ရတယ်တပွဲကို30လမ်းနဲ့30ဆိုလို့ရှိရင်ဘယ်လောက်9200 9300နဲ့လက်ဆက်ဆက်အမဲသားကိုရဟုတ်ရမိုက်ထဲမှာဝင်ကြည့်မယ်ဒီကအမဲသားလမ်းနာဟောဒါအမဲသားလုံးဩဒီအမဲသားလုံးအဲ့ဒီမှာအမဲသားလုံးလေးတော်တော်လေးခတ်ပြီးတော့ဒီမျိုးလေးလုံးလိုက်ကြပါနော်လုံးပြီးဒီဘက်မှာအေးခံလိုက်တယ်အခုလေးနဲ့မှုပြီးရအမဲသားကြောက်ဟုတ်ပဲတယ်ဒီဘက်မှာဆိုရှင်လည်းတော့အမဲသားတစ်ခါလေးစားလို့ရပါတော့ဒီမှာကြိတ်ဘာအမဲသေးရှိရယ်ဘာအမဲရှိရယ်ဟာဒီဘက်ဟောအိုးရပြိုင်ဒီပေါရှမ်းကကြောက်သူကအမဲသားရမ်းပေါ့အောင်နော်မှသူကမီးနေအလေးမီးကြည့်အောင်ဒီက哦很好